မင်္ဂလာပါစိုးစံလင်းမှကြိုဆိုပါရစေမြို့ကြီးပြကြီးမှာအရန်တက်မိုးရှိတဲ့လေကောင်းလေတန်ရဖို့နဲ့လူနေမှုဘဝမှာကျန်းမာခြင်းဆိုတဲ့လက်တစ်ပါးရဖို့အတွက်ကနေထိုင်တဲ့နေရာပေါ်မူတည်ပြီးကွဲပြားလာတာပါနေထိုင်မှုအတွက်အဆင်ပြေတဲ့ကွန်ဒိုတွေတဲကမှလိုင်မျိုးနဲ့ဥကွန်းစော်လမ်းမှာရှိတဲ့ဥကွန်းစော်ရိပ်မွန်ကွန်ဒိုအယောင်လေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဒီခန်းလေးရဲ့အကျယ်က2100 square feet ကျယ်ဝန်းပါတယ်အိတ်ခန်းနေနဲ့ဆိုရင် master 2ခန်း single 2ခန်းဖွဲ့ထားပေးပါတယ်ရှင်အခုမြင်တွေ့နေရတဲ့အခန်းလေးကတော့ရေချိုးကပ်အိမ်သာတွဲရပါပြီးသား master bedroom အခန်းလေးပဲဖြစ်ပါတယ်ဒီခန်းလေးကလေ master bedroom အခန်းတွေထဲမှာအကျယ်ဆုံးအခန်းဖြစ်တဲ့အပြင်အလင်းရောင်ကောင်းစွာရရှိပြီး city view ရဲ့အလှကိုလည်းမြင်တွေ့နိုင်တာပဲဖြစ်ပါတယ်ရေချိုးကပ်အိမ်သာမှာဆိုရင်လည်းရေဘူးရေအေးဆက်လေးတက်ဆင်ပေးထားလို့ဘလို့ရသည့်ဥရုမျိုးမဆိုအဆင်ပြေနိုင်ပါတယ်ရှင်နောက်ထပ်မြင်တွေ့ရမယ့်အခန်းလေးကရေချိုးကပ်အိမ်သာမှာပါတဲ့ single bedroom အခန်းလေးပါဒီကွန်ဒိုရဲ့အခန်းတွေကမီးမလာတဲ့အချိန်တွေတောင်အလင်းရောင်ရနေတာပဲဖြစ်ပါတယ်။ဒီပို့ကြောင့်လည်းထမင်းစားကန်းဆိုရင်လည်းတီးတန့်ပါရှိပါအောင်မယ်ရှင်။အခုမြင်တွေ့နေရတဲ့အခန်းလေးရဲ့ရောင်းဈေးကိုတော့3900ခေါ်ထားပြီးတော့ညှိနှိုင်းဈေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ဒီကွန်ဒိုအခန်းရဲ့အကြိုက်ဆုံးအချက်အနေနဲ့အေကန်းကျယ်ကြီးပါတဲ့အပြင်ကိုမှအေကန်းကနေအေးရကန်ရဲ့အလှကိုလည်းနေ့စဉ်မြင်တွေ့နိုင်မယ့်အခန်းကောင်းလေးပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့အခန်းလေးကမီးပြတ်နေတဲ့အချိန်မှာရိုက်ထားတာပဲဖြစ်ပါတယ်။ကွန်ဒိုရဲ့လုံခြုံရေးအတွက်ကလည်း24နာရီ security များထားရှိပေးထားပြီးကားပါကင်အတွက်ကလည်းစိတ်ပူစရာမလိုတဲ့ကွန်ဒိုတစ်ခုပဲဖြစ်ပါတယ်ရှင်။ဒီအခန်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆို39 9185539 39 512951ကိုတိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ message ပေါက်ကနေလည်းအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။